မဲအောင်လှိုင်ရဲ့ပုကုံတွင်းကုံဥပဒေတင်နဲ့ရန်ကုန်မြို့မှာပြကိန်းစိုက်နေတဲ့သတင်းတွေကိုအရေးပေါ်သင်ဆက်ပေးခြင်းပါတယ်။ပြည်သူများခင်ဗျ။ရန်ကုန်မြို့ကပြည်သူများအထူးသဖြင့်အရေးကြီးပါပြီ။ရန်ကုန်မြို့မှာရှိတဲ့စူပါမားကတ်ကြီးများနဲ့ကုန်တိုက်အများစုမှာလျှက်စစ်မီးတွေပုံမှန်မရရှိခြင်းမီးစက်မောင်းနေရ73စီဝယ်ယူရမှာအခက်အခဲရှိခြင်းနဲ့စီစဉ်တို့အစမတန်မြင်မာခြင်းတို့ကြောင့်အေးခဲထားရမယ့်စားတော့ကုန်များရေခဲမုံနဲ့ရေခဲချောင်းပါဝင်အေးခဲကုန်ပစ္စည်းများအားလုံးကိုလုံးဝမတင်တော့ကြောင်းရန်ကုန်မြို့အခြေစိုက်စီးပွားရေးအတိုင်းဝိုင်းကအရေးပေါ်ပြောလာရဗျနော်ယခုအေပီလာဆမ်းမိုင်းမှာစတင်ပြီးကုန်တိုက်များစူပါမားကတ်အများစုမှာလက်ကျိုက်အေးခဲကုန်ပစ္စည်းများကိုရောစည်းများဖြင့်အမြန်ကုန်အောင်ရောင်းချနေပြီးနောက်ထပ်အသင်းတင်သွင်းမှုများကိုရပ်ဆိုင်းလိုက်ကြောင်းနဲ့အဓိကဖြစ်ရေခဲသတ္တကြီးများနဲ့အမြင့်အေးခဲထားရတဲ့စားသောက်ကုန်နဲ့လူသုံးကုန်များကိုတင်သွင်းရောင်းချမှုကိုကုန်တိုက်များစတင်ရနာလိုက်ပြီးဖြစ်ကြောင်းကြားသိရပါတယ်။ရောင်းချဆိုင်ကုန်တိုက်လုပ်ငန်းနဲ့ဆွနေနေတဲ့စီးပွားရေးသမားတို့ကအေးလိုတဲ့ကုန်ပစ္စည်းတွေကရေခဲသတ္တကြီးတွေနဲ့အချင်းပြည့်သိမ်းစီရတာဗျ။အခုကလျှက်စစ်မီးကလည်းမမှန်ဘူး။မြစ်စက်မောင်းဖို့73စီကလည်းဝယ်ရတာအရင်ခက်ခဲတယ်။ဈေးအဆမတန်ပြီးဝယ်နေရတော့ဘလို့မှအဆင်မပြေတော့ပါဘူး။ဒါကြောင့်ရေခဲသတ္တတွေကိုတော်တော်များများစားပိတ်ကြပြီးအေးခဲကုန်တွေကိုလုံးဝမတင်ကြတော့ဘူးလို့ရှင်းပြပါရဗျာ။တော်လေးကိုဆိုရမယ့်အနေထားပဲရန်ကုန်မြို့ကတော့အနာဂတ်မှာကျွန်တော်နော်မတွေးရေးစရာတွေဖြစ်ကုန်ပြီဆိုတော့အခုမြောင်းလိုင်ကပါကြီးညာလာလဲဆိုရင်တရုတ်နဲ့ထိုင်းနိုင်ငံနော်ဒီနယ်စပ်ကုန်သွယ်ရေးမကြခင်မှာပြန်လည်စတင်မယ်လို့ကြီးညာလိုက်ပေမဲ့ဒေါ်လာသုံးဆွဲရမယ့်တွင်းကုန်တင်သွင်းမှုများကိုလုံးဝခွင့်မပြုတော့ဘဲနဲ့ပို့ကုန်တင်သွင်းမှုများကိုသာအဓိကဦးစားပေးမယ်လို့ကြီးညာလိုက်တာပါပြီးတဲ့ကကျတော့တွင်းကုန်လိုင်စင်တစ်ဆောင်မှာနော်လိုင်စင်တစ်ဆောင်မှာငွေကျပ်သိန်း2500အထိဒါလက်ပေးလက်ယူမှုနော်ကျွန်တော်ပေါ့စီရှိနေကြောင်းကြားသိရတယ်ပေါ့နော်ဆိုတော့မင်းအွန်လိုင်းကတော့တော်တော်လေးကိုမျောမြင်ကြီးတယ်မြန်မာနိုင်ငံစီးရင်နေရတဲ့အကြောင်းရင်းကတော့နော်တွင်းကုန်မရှိပြီးတော့ပို့ကုန်မရှိတော့တဲ့ဆိုတော့မြန်မာနိုင်ငံမှာနော်မမိ made in နော်ဘာမှနော် make in မြန်မာနော်ကျွန်တော်တို့အများကြီးလှုပ်ဆောင်ကြဖို့ပို့ကုန်တွေအများကြီးလှုပ်ကြဖို့သူကတိုက်တွန်းတဲ့အခါမှာအခုဘာဖြစ်နေလဲဆိုတော့မြန်မာနိုင်ငံမှာကအခြေခံ infrastructure ပြသည်ရမလားရေမီးကဘာမှမစုံဟုတ်လားလုံးဝတစ်ခုလှုပ်ဖို့နော်မီးကချိန်တိုင်းပြတ်နေတော့ပါစီးပွားရေးမှာဘာရင်းနှီးမြုပ်နှံမှုကဘာမှလဲပတ်လို့မရတာသူမသိဘူးအဓိကအခြေခံလိုအပ်ချက်ကိုသူဖြည့်ဆည်းရမယ်ဆိုတာမသိဘူးဆိုတော့ကကြတော့နော်ဟိုဆန်ဒီစပါးတွေစိုက်ခိုင်းနေနော်ဆန်စပါးစိုက်တဲ့ခါမှာလေနော်အတောင်သူလယ်သမားတွေကလိုအပ်တဲ့ရင်းမြစ်တွေမရကြဘူးဆိုတော့ကကြတော့အခြေအနေတွေကဒီလိုဖြစ်ကုန်ပြီးကြားထဲမှာနော်ဟိုပို့ကုန်မဲ့ပို့ခိုင်းနေတွင်းကုန်ကမြန်မာနိုင်ငံမှာဘာမှမထုတ်လုပ်နိုင်တော့နော်တွင်းရမှာပဲလေဟုတ်တယ်မလားတွင်းတင်တဲ့လောက်တော့နော်ဆိုတော့ကို့မှာပုတ်ကုန်ရှိဖို့ကလည်းဘာမှဒါဟို supply man ကဘာမှမရှိဆိုတဲ့အခါကျတော့အခုဒုက္ခတွေရောက်ကုန်ပြီเนาะဒုက္ခတွေရောက်တဲ့အခါကျတော့အခုချိန်မှာတွင်းကုန်တွင်းဖို့เนาะကျွန်တော်တို့ဒီเนาะဟိုသဆောင်ကိုတောင်เนาะ license တွင်းကုန် license သဆောင်ကိုတောင်ဒါလက်ပေးလိုက်ယူ3500ပေါက်နေတယ်မှာเนาะခွေးတွေဖြစ်ကုန်ပြီလေဖြစ်ပါတယ်ဗျာမြန်မာနိုင်ငံရဲ့အနာဂတ်ရန်ကုန်မြို့ကြီးရဲ့အနာဂတ်ကတော့မတွေးစရာပဲ